ဒုတိယပိုင်းလေးကိုဆက်လက်ရှုစားကြပါအောင်နော်တတိယအချိန်တီခနိုင်ဆိုသောသူတို့အုပ်နှင့်စုံရတာကတော့ပုဂ္ဂလိကအထူးကုဆေးရုံကြီးတစ်ခုမှဖြစ်သည်ဒီကဖြင့်တပတ်လောက်ကြာသွားတာနဲ့သူနဲ့ဆုံဖူးခဲ့တာကိုမေ့နေခဲ့ပြီသတိရစရာလည်းမလိုပဲနော်ဒါဟာတာမန်ကိစ္စတစ်ခုပါပဲဆိုင်ခွဲအစ်စ်တစ်ဆိုင်အတွက်ဆိုင်ခွဲပြင်ဆင်တာတွေလုပ်နေတာကြောင့်ဘယ်တော့မှနဲ့လဲမတွေ့ဖြစ်ပြန်ကိုတယောက်တည်းဟိုဆိုင်ပြေးဒီဆိုင်ပြေးမဟုတ်ကိုကိစ္စကလွဲပြီးသူတစ်ပါးအကြောင်းအရာကိုရောင်လို့တော့မတွေ့မိအဲ့ဒီနေ့ကအထူးကုဆေးရုံကိုတွားရတာကလည်းမလွဲမရှောင်သာတဲ့ကိစ္စကြောင့်ပဲဒေးတို့ဆိုင်ကိုပစ္စည်းတချို့ဖောက်တယ်တွင်ပေးနေတော့မတ်မာလာကဘိုက်ခွဲ၍ဆေးရုံကြီးမှာခလီမွေး၍ပါတွားမကြည့်လူကလည်းမဖြစ်မတ်မာလာနဲ့တေနေကလုပ်ငန်းချင်းဆက်ဆက်နေရဲ့အပြင်လူချင်းကလည်းညီမတွေလိုရင်းနေပါသည်မအားလက်တဲ့ကြားကပဲမရရအောင်ချိန်လူကဒီလေတတိမိဖို့တွားရပြန်သည်မြင်းကြီးထက်က reception မှာအခန်းနံပါတ်ကိုစုံစမ်းတော့9ထပ်မှာတဲ့9ထပ်မှာဆိုရင်တော့ဓာတ်လီကာနဲ့တက်မှာပဲဖြစ်တော့မှာဓာတ်လီကာကပြန်ဆင်းလာသေးတာမို့ဒီလေအပေါ်တက်မိခလုတ်ကိုနှိပ်ပြီးတကားပေါဝမှာရက်ဆောင်နေလိုက်သည်ကိုဘေးနာမှာရောအနောက်မှာပါစောင့်နေကြသူတွေရှိပေမဲ့တေးဒီကိုတွေးနဲ့ကိုမို့ဆက်ဆက်ဆူဆူလဲမကြည့်ဖြစ်ခဲ့ဓာတ်လီကာတဲ့ရောက်တော့မှမျက်နှာချင်းဆိုင်အနေအထားဖြစ်သွားရကမကြည့်ပေမဲ့လည်းတယောက်နဲ့တယောက်တွေ့နေရတော့တာသူကတော့တေးကိုဓာတ်လီကာတဲ့မိုးရင်ခင်တွေကတွေ့မြင်နေပြီပုံရပါသည်နှုတ်ဆက်ရကောင်းတော့မနှုတ်ဆက်ရကောင်းတော့နဲ့တေးချင်းချင်းနေမိစဉ်မှာမထင်မှတ်ဖဲတာသူနဲ့နှုတ်ဆက်လာခဲ့သည်လူနာလာကြည့်ရလားခင်ဗျာသူ့လေတန်ကဒလီတစားမို့တေးဒီအတိုင်းနှုတ်ဆက်နေလို့မရတော့ဟုတ်ကဲ့ရှင်နောက်တစ်ထပ်မှာလူတွေထပ်ဝင်လာတာကြောင့်ဓာတ်လီကားထဲမှာလူများသွားပြီးစကားမဆူဖြစ်ကြတော့ဒီတစ်ခါတော့ဇုံမိုးမပါပါဇုံမိုးလိုမန်နေဂျာပင်ဖြစ်ပုံရတော့သူတယောက်ကတော့လက်ဆောင်ချင်းတစ်ချင်းနဲ့သူ့ဘေးမှာပါပါသည်စတိုင်မင်ဘောင်းမိနဲ့ရှက်အင်ကြီးဖြူလက်ရှိနဲ့ဟန်ဖုန်းခါမှချိတ်ပြီးတန်တန်ပြန့်ပြန့်လူကြီးလူကောင်းပုံပေါင်နေပေမဲ့ထိုလိုသည်သူ့ဘေးမှာတော့သူ့တပည့်ဆိုတာအသေးချာကြီးကိုသိနိုင်နေသည်တကယ်ပါပဲအလိုလိုအရှိန်ဝါကြည့်နေတော့သူတယောက်ဆိုတာတွေ့တိုင်းပို့ပြီးသိတာလာလေသည်ဒီကဖြင့်အယောင်ခတ်မိန်မိန်နဲ့လူမသိသူမသိနေတတ်သည်ကိုလူတွေသတိမထားမိလေကောင်းနေပါပဲအဝဲအစားကိုတော့အယောင်မိန်မိန်ခမိုင်းမိုင်းတွေသာဝေရဲတာအနီရောင်ကိုအချိုက်ဆုံးဆိုပေမဲ့အဝဲအစားကိုအနီရဲရဲမဝေရဲအခြားအသုံးဆောင်ပစ္စည်းတွေကိုသာအနီရောင်သုံးရတာဖြစ်သည်ခုနှစ်ထပ်ရောက်တော့သူလဲဆင့်သည်ဒီတိုင်းဘာမှမပြောပဲနေနေလိုက်လို့မကောင်းတော့ဘူးထင်ပါရဲ့သူကူညီပေးခဲ့တဲ့ကိစ္စကိုတော့ဒီကျေးဇူးတင်စကားပြောရင်ကောင်းပါမလားအိုးမပြောတော့ပါဘူးကိုစုံမိုးကိုတီပြောရပြီပဲသူခိုင်းနေဆိုပေမဲ့တိတ်ကိုတကယ်တမ်းကူညီလာတဲ့သူကဇုံမိုးပဲဥစ္စာသူဟာတီခတ်နိုင်ဆိုတဲ့သူတယောက်ဖြစ်တာနဲ့ပဲတေးကအတင်ကြီးကျေးဇူးတင်ခြင်းနေတဲ့ဖြစ်နေပါအောင်မယ်အဲ့ဒါလို့တော့အထင်မခံနိုင်ပါရိုင်းကြီးရိုင်းမစေဆိုပြီးဇိုတင်းလိုက်ကတီးကမတ်မာလာတက်နေတော့အခန်းနံပါတ်ကိုရှာရင်ခတ်သွက်ရှောက်ခဲလိုက်တော့သည်မမျော်လင့်ထားသောတလင်းငွေတရက်မှာတော့ဘရုံမတယောက်တီးရန်ကင်းစင်တာဆိုင်ခွဲရှိနေတော့ရောက်လာခဲ့သည်အားရတရရက်ကြိုက်တဲ့ဆာမိုင်းထားမှုပြောထားခဲ့ဘူးပေမဲ့ဘရုံမာကတော့သူ့ော်တဲ့အလုပ်တွေနဲ့ပင်ပင်မလာပါပြီဆိုပြီးတခါမှလာမထိုင်ပါလာရင်လဲဈေးဝယ်ရင်ဧည့်သည်တယောက်ကိုခဏတစ်ဖြုတ်လမ်းအောင်လောက်တာအခုတော့စိုင်ထိုင်ဖို့ပြင်ဆင်လာပုံနဲ့သမင်းကြိုင်တွေဓာတ်ပူတွေမုတ်တွေကိုချင်းတလုံးနဲ့တည်ပြီးရောက်လာတာဒီကလည်းမနက်ဖက်တပိုင်းကိုတော့ရန်ကင်းစင်တာဆိုင်ခွဲမှာထိုင်နေကြမှုရှိနေသည်တူတူဆန်းဆန်းပါလားဘရုံမရဲ့ဒီနေ့နေတာမယ်ဘာစိတ်ကူးတွေပေါက်နေရလဲပြင်းလို့ပါဟဲ့ရှင်ကိုဝင်ခေါ်ခိုင်းမလို့ဖုံးဆက်လိုက်သေးရဲ့အဖွားနဲ့ပဲတွေ့တယ်ရှင်သွားပြီဆိုတာနဲ့ကလာခဲ့တာဒီမှာထိုင်ပြီးတော့ဘ
ပိုးပြီးပြင်းတယ်ဘာညာနဲ့မငြင်းနဲ့နော်ကျုပ်ကနေ့လေကြာရင်ပလာဇာဆိုင်ကိုကူးရအောင်မှာရှင်လဲလိုက်ခဲ့ပေါ့အင်းတွားတာပေါ့ဘရုံမှာဘာကြောင့်ရောက်လာမှန်းမသိပေမဲ့တခုခုကြောင့်ပဲဆိုတာတီးရိပ်မိသည်တီးတို့ဆိုင်ကအပေါ်တက်မှာမို့တွိုင်းလက်ဝင်ရင်အောက်ထပ်ကိုဆင်းရပါသည်စပြီးရောက်လာခဲ့တဲ့ကတွိုင်းလက်သွားအောင်မယ်ဆိုပြီးဆင်းသွားတာက၄ချိန်လောက်စီတီမတ်မှာချောကလက်တော့ဝယ်အောင်မယ်ဆိုပြီးဆင်းလိုက်မိုင်မစ်မှာကော်ဖီတော့ဝယ်ဖို့ဆင်းလိုက်နဲ့15မိနစ်ချာတစ်ခေါက်လောက်ကိုဆင်းနေတာကြာတော့ဘရုံမကိုတေးတယ်မကဆိုင်ကအယောင်းဝင်တန်းကောင်းမလေးတွေကပါသတိထားမိလာတော့သည်ဘရုံမဘာဖြစ်နေရလဲမသိဘူးနော်ခဏခဏဆင်းနေတာဤကနာတော့တယောက်နဲ့ချိန်ထားရထင်နေနော်မမမေချိုအေးဟဲဟုတ်မှာပေါ့ဘရုံမတယောက်ဘာတွေဖြစ်နေလဲမသိပါဘူးဆိုင်ကကောင်မလေးတွေကဒီကိုတော့အမတယောက်လိုပင်ယိုလဲယိုသေးချစ်လဲချစ်ကြကြောက်လဲကြောက်ကြသည်ပြောရဲဆိုရဲလဲရှိသည်ဘရုံမာကတော့ဧည့်သည်တာဖြစ်တာကတချောင်းမာနာကြည့်သလိုအလုတ်ရှင်အလုတ်သမားခွဲကြသလိုမျက်နှာတီးနဲ့ကောင်မလေးတွေကစကားပင်ဟာမပြောရဲပြီတနားရီလောက်ကြာရင်တော့ကျုပ်ပလာဇာသွားတော့မယ်နော်ဘရုံမာဒီတစ်ခါလဲ MK Fashion Show ထဲမှာအင်ကြီးဒီဇိုင်းတဲ့ရောက်လာတွားကြည့်ရအောင်မယ်ဆိုတာ10မိနစ်လောက်ဆင်းသွားပြီးပြန်တက်လာတော့ဘရုံမကိုတီးကြိုးပြောထားလိုက်သည်မလိုက်ပါတော့ဘူးဟဲ့ပလာဇာဆိုင်ကနည်းနည်းအသက်ရှူချက်တည်းကျုပ်ဒီမှာပဲနေခဲ့တော့မယ်ဘရုံမစကားကြောင့်ဆိုင်ကကောင်မလေးတယောက်နဲ့တယောက်မျက်စာပစ်ကြပြီးဘရုံမကကြောခိုင်းထားတာမို့အမြင်ပေမဲ့တီးကမြင်ဖြစ်အောင်မြင်သည်တယောက်ယောက်နဲ့ချိန်ထားတာကိုစောင့်နေဆိုလဲအေးဆေးစောင့်ပါစေတော့ဆိုင်ကရောင်းအကြောင်းကိုတေးမရှိတော့ဆိုင်ကကောင်မလေးတွေကိုမေးချင်တာလည်းဖြစ်နိုင်တာပဲလေတေးကတောက်လျှောက်ကြီးရှိနေလို့မကောင်းဘူးမဟုတ်လားကိုကတခုခုလှုပ်ထားလို့ပဲလက်ပြမလုံးဖြစ်ပြီးဆိုင်မှာအတင်းထိုင်နေလို့ဖြစ်မှာဆိုသည်တမင်စာသွားပါလားတေးရဲ့ချို့ပြီးမှတိုက်ကျွေးမယ်လေမစားနိုင်တော့ပါဘူးမုတ်တွေရောကော်ဖီတွေရောလက်ဖက်တုပ်တွေရောနဲ့ဖိုက်တင်းနေပြီညနေစာနဲ့မှပေါင်းစားနိုင်တော့မယ်ထင်တယ်ရှင့်ကိုကားတီကျုပ်လိုက်ပို့ပေးမယ်ကောင်မလေးတွေဒုတိယအကြိမ်မျက်စာဖြစ်ကြပြန်သည်တီးကတော့မတိကျအောင်ပဲဆောင်းနေလိုက်ပါသည်တီးဆိုင်ထဲကထွက်လာတော့ဘရုံမာလဲတီးနောက်ကကတ်လိုက်လို့ပါလာသည်လှေကားကဆင်းလာရင်လှေကားရင်ကာဖီအီရိုမာကဝိုင်းတွေစီကိုဘာရမဟုတ်ဖြတ်ကနေအကြည့်ရောက်သွားပြီကတီးကချက်ချင်းလိုပင်အကြည့်ပြန်လဲလိုက်ပါသည်အမတ်မဲ့ပေမဲ့တီးတို့ဆင်းလိုက်ရာလှေကားဘက်ကိုမျက်နှာမူပြီးထိုင်နေသူတယောက်ကိုတော့တီးတိလိုက်ပါသည်စုံကြပြီပေါ့ဦးတီခန့်နိုင်သူကတီးတို့ဆင်းလာရာကိုပဲကြည့်နေကသူ့မူပိုင်အပြုံးဖြစ်သောပိုင်စီးနိုင်လာတော့အပြုံးကိုပြုံးလျက်တီးဘေးကနေဘရုံမှာသူထိုက်နေရဝိုင်းမှာတွားရက်လိုက်တာတွေကိုကြုံတွေ့လိုက်ရချိန်မှာတော့တီးလေတန်တအောနဲ့လှမ်းလက်စခြေလမ်းတွေပင်တုံသွားရသည်ဘရုံမှာတယောက်တက်ချီစင်းကြီးအလုတ်ရှုပ်နေသောအကြောင်းရင်းခံကိုလည်းတီးသဘောပေါက်သွားရပါသည်မသိသလိုဟန်ဆောင်ကတီးကလှေကားပေါ်ကဆင်းလာရင်ကားရထားသောနေရာသို့ဆင်းသည့်လှေကားအဝနာအထိရောက်လာသည်သူတို့ကိုတီးလုံးဝလှည့်မကြည့်ပြဲကြည့်နေရင်ဆက်စုရထင်ပြီးရရချမှလည်းဆိုပါသည်တီးခဏဘရုံမလှမ်းခေါ်လိုက်တန်တီးလှည့်မကြည့်ပဲရက်ဆောင်နေလိုက်သည်ခွာမြင့်ဖနက်တန်တောက်နဲ့အတူဘရုံမရှောက်လာမှန်းလှည့်မကြည့်သေးပဲတည်နေရသည်ခဏနေအောင်တီးရဲ့ဒီမှာမိတ်ဆက်ပေးမလို့မကောင်းတတ်တာမို့တီးကအလိုက်တဲ့ပြန်လဲရလိုက်ပြန်သည်ပြုံးနေပေမဲ့ဘရုံမအပြုံးကတိတ်အသက်မပါလာတာကိုတီးကငယ်ပေါင်းတငယ်ချင်းနေပြီးတည်နေရပါသည်ဟိုတရက်ကဘရုံမာတို့ဟိုတယ်မှာသူ့ကိုတွေ့ကြရဘရုံမာတယောက်သူ့အကြောင်းတွေပြောမဆုံးနိုင်ဖြစ်နေတာသူ့လိုလူတယောက်ကိုမိန်းကလေးတိုင်းစိတ်ကူးရင်ကြတာမလုံဘူးဆိုတာသိနာလဲပါတယ်အဲ့ဒီမိန်းကလေးတွေမှာဘရုံမာတယောက်ပါကောင်းပါမှဖြစ်ပေမဲ့တီးကတော့ဖြင့်မပါတာသိကြသည်
ပကံကဟိုတယ်ဖွင့်ပွဲကိုဘယ်တော့မှသွားတယ်ဆိုတာကိုတော့တီတခွန်းစတစားနဲ့ချထားခဲ့ရဲ့အဲ့ဒီမှာသူနဲ့ဘယ်တော့မှတိကျွမ်းလာကြတာဖြစ်မှာပါဟိုတယ်ရဲ့တွေ့တော့ကတော့မတိသေးတာထေချာသည်ဥတီခန့်နိုင်ဘယ်တော့မှနဲ့အလုပ်တူတူလုပ်ခဲ့တာပါဒနာလေမချိုတေးတဲ့တေးတဲ့ဘယ်တော့မှကငငယ်လေးတွေကတငယ်ချင်းနေလေခုထိရန်ကင်းစင်တာမှာ favorite ဆိုတဲ့ fashion show လေးဖွင့်ထားကြတယ်ဒီဥတီခန့်နိုင်လေတိုင်းတီပြည်သည့်ပုဂ္ဂိုလ်ဆိုတော့အထူးတလဲမိတ်ဆက်စီကတော့မလိုတော့ဘူးပေါ့နော်ဘရုံမာကနှစ်ယောက်စလုံးကိုစကားတစ်စက်တည်းမိတ်ဆက်ပေးသည်သူကအနောက်တိုင်းဆန်လာစွာညာလက်ကိုရှေ့သို့ကမ်းကတီးလေရရုံအမမနဲ့လက်ကမ်းလိုက်ရရဲ့ဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ်မိချိုတေးဟုတ်ကဲ့ရှင်ကျမလည်းတွေ့ရတာဝမ်းသာပါတယ်သူ့လက်နဲ့ထိတွေ့လိုက်ရချိန်မှာသူ့လက်ဖွားကတဆင့်တန်လိုက်တဲ့တစ်မျိုးစီးဝင်လာသည်နဲ့တီးလက်တစ်လျှောက်လုံးအေးခဲသွားသလိုခံစားလိုက်ရသည်ကော်ဖီတောက်ပါအောင်မိချိုတေးဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်ကျမမှာတောစရာကိစ္စလေးတွေရှိလို့ခွင့်ပြုပါအောင်ဘယ်တော့မှရှိမနေရင်လည်းဒီသူနဲ့အတူထိုင်ပြီးကော်ဖီတောက်ဖြစ်မှာမဟုတ်ပါအခုဘယ်တော့မှရှိနေတော့ဒီပို့ပြီးတော့မထိုင်ပြသေးရဲ့သူတို့နှစ်ယောက်ကချိန်ထားတာလည်းဖြစ်မှာပေါ့လေတေးနှုတ်ဆက်ပြီးထွက်လာတော့ဘရုံမာကသူမမြင်အောင်ဖုံးဆက်လိုက်မယ်ဆိုပြီးလက်မနဲ့နတ်တန်းကိုထောင်ပြီးနားမှကကဖုံးပုံစံလုပ်ပြသည်တီလေကောင်းညင်ပြလိုက်ပါသည်ဘရုံမာပုံစံကတိတ်ရွှင်လန်းတွက်ကြနေရအတိအသာဘရုံမာနဲ့တီကငားရန်ကအခုချိန်ထိပေါင်းလာကြတဲ့တငယ်ချင်းအရင်ကြီးတွေပါတာမန်ထက်ပိုလာတော့အလှတရားကိုပိုင်ဆိုင်ထားရသူဖြစ်ပြီးဘရုံမာကသူ့လာကိုအမြဲဂုံယူဝင်လာတာတာမန်မြင့်မားယုံလောက်တာရှိတော့သူတယောက်ကိုတော့ဘယ်တော့မှအိမ်တော်ဘက်အဖြစ်မရွေးချယ်ဘူးဆိုတာဘရုံမာကကြွေးကြော်ထားပြီးသားတီခန့်နိုင်လို့သူတယောက်ကိုတော့ဘရုံမာမျက်စိကြပါလိမ့်မည်ကားရထားရာမြောက်ထက်ကနေစက်မှုတင်လမ်းမကြီးပေါ်သို့မောင်းထွက်ဖို့တော့ကားတွေချက်နေတာမို့မနှဲတတိထားကကားကိုမောင်းနေရပါသည်ကိုရှိစုမဲစုချွေးနဲ့ဇာလီနဲ့ဝယ်ထားရတဲ့ကားလေးကိုထိခိုက်မိမှစိုးရိမ်တာကြောင့်ဂယူးတစိုက်တတိထားရင်ကောင်းထဲမှာဘာအတွင်းမှမထားနိုင်ပြီးတော့ဘရုံမကိုရောတီခန့်နိုင်ဆိုသည့်လူတစ်ယောက်ကိုပါတီမေ့သွားပါသည်အခန်းတကားကိုခောက်တန်တိုးတိုးကြောင့်ပြောလက်စာဖုံးကစကားပြောခွက်ကိုလက်နဲ့အသာပိတ်ကဘသူလဲကျွန်တော်ပါဇော်မိုးပါဝင်ခဲ့လိုက်ပြောပြီးသူကဖုန်းဆက်ပြောနေလိုက်သည်အခန်းတကားကိုအသာဖွင့်ကဇော်မိုးဝင်လာပြီးအခန်းတောင်နားမှာခက်ရွရွကကနေသည်သူတပည့်များဟာကိုလူကြီးအပေါ်မှာဂျိုဂျိုးတက်ခြင်းကိုတကူးတကတင်ကြပေးစရာမလိုငကိုတွေကရီရီမုံမုံလူငယ်တွေကိုသာသူကရွေးချယ်ခန့်ထားပြီးသူ့လက်အောက်မှာအနေကျသွားတဲ့နောက်ပိုင်းမှာတော့အမတ်တန်လူမှုရေးတည်တတ်သောဂျိုဂျိုးနှိမ့်ချပြီးတစ်ဖက်သားကိုအလေးထားသောအမှုချင်းတွေကိုပါရသွားကြလေသည်သူ့လုပ်ငန်းခွဲတစ်ခုစီကိုသူ့ကိုယ်စီဦးစီးရသောမန်နေဂျာတွေကြီးမနေလာပါအများစုက30ဝန်းကျင်လူငယ်တွေသာဖြစ်ပြီး40ကျော်က3-4ယောက်သာရှိသည်ရန်ကုန်ကလုပ်ငန်းတွေကမန်နေဂျာတွေရဲ့တလင်းနာနေတိုင်းမိတင်ထိုင်ပါသည်နယ်လုပ်ငန်းများကိုတော့တစ်ပတ်တစ်ချိန်လောက်ခီးထွက်ရသည်သူ့ဘဝရဲ့ကြွယ်ဝမှုတွေကိုလူတွေအားကြမတတ်ဖြစ်ပေမဲ့သူ့လိုတော့အပင်ပန်းခံနိုင်ကြမယ်မထင်သူ့တက်တန်းတစ်လျှောက်အိမ်မှာအေးအေးဆေးဆေးအနားယူလို့ရတာဆိုတာနေပါလွန်လာသည်အိမ်မှာနေရချိန်တည်းကားပေါ်မှာနဲ့လေယာဉ်ပေါ်မှာနေရချိန်ကဘဝတသက်တာမှာပုံများရဲ့ဒီနေ့ရန်ကုန်မှာနေရမယ့်နေ့ရက်တွေမှာမန်းလေးကိုရောက်ရင်ရောက်နေတာနောက်တစ်ရက်မှာတော့မြစ်ကြီးနားရောက်နေတဲ့ပြန်ကဆိုဘာထုလဲဆိုမို့ဟိုတယ်ကင်းရန်ကုန်အတွက်ပို့တွေခေါ်ရတော့မယ်လေအကိုဟိုတခါပြောသလိုပဲနီးစက်ရာတွေကပဲလက်တူပြီးခေါ်လိုက်မလားဒါမှမဟုတ်သတင်းစာတွေပဲကြော်ညာအောင်မလားလို့ပါဒီလိုလောက်ကွာ post တွေကိုခွဲတန်းချလိုက် experience ရှိပြီးသားလူမှဖြစ်မဲ့ post တွေကိုတော့
နီးစက်ရာတွေကိုပဲခေါ်လိုက်မယ်တိတ်အရေးမကြီးတဲ့ပို့တွေကိုသတင်းစာတွေမှာကြော်ညာလိုက်ပေါ့မဟုတ်ရင်အင်တာဗျူးထိုင်ပေးရလဲအလုပ်ရှုပ်တယ်ဟုတ်ကဲ့အကိုနောက်တစ်ခုလည်းရှိသေးရဲ့ဗျဘရိုမာကမနေ့တုန်းကသူ့စီဖောင်ကိုရေးမှတ်တမ်းပုံစံလာပေးသွားတယ်မာကတ်တင်းနဲ့ပတ်သက်တဲ့ post ခေါ်ရင်ခေါ်မယ်လို့အကိုပြောထားလို့တဲ့အော်အေးဟုတ်တယ်ဒါဆိုခဏဟိုတယ်ကင်းရန်ကုန်အတွက် marketing director ဘရိုမာကိုပေးလိုက်လေလာတာကတော့ကိုတို့အရင်ဆုံးဆုံးဖြတ်ကြတဲ့အတိုင်းပေါ့အဲ့လောက်လာတာနဲ့လုံနိုင်မလုံနိုင်တော့အရင်မေးလိုက်ဟုတ်ကဲ့အကိုဒါဆိုကျွန်တော်သွားစီစဉ်လိုက်မယ်ဘရိုမာဆိုတာချူယိုလေးတရုတ်လိုလှပြီးအလွန်တက်လက်ချစ်ကြလာတော့အမျိုးသမီးလေးကိုသူမအလုပ်လုပ်နေတော့ဂါးရန်ဟိုတယ်တွင်ကျင်းပတော့ဆွေးနွေးပွဲများမီတင်များအခမ်းအနားပွဲများတွင်ဆုံခဲ့မှုတာတော့တော်တော်ကြာခဲ့ပါပြီသူတပည့်ဇော်မိုးနှစ်တော့ပြောဆိုဆိုရှိပေမဲ့သူကတော့ရင်းနှီးခြင်းစိတ်လည်းမရှိခဲ့ပါတီခန့်နိုင်ဆိုတော့သူတို့ဥရဲ့ပြီးမှမိမချော့ရီပေါ်လာပါသည်အလားပါဆိုတာကိုတကူးတစ်ခါရှာဖွေစရာမလိုမိမတယောက်ကိုဂီယုတက်ဆိုင်ရှိရခြင်းဆိုတာသူ့အတွက်တော့အနှဲငယ်ဟာတာဆိုင်ခြင်းသည်ဗမိန်ကလေးတယောက်ကိုမှဂီယုတက်ဆိုင်မရှိခဲ့ဘူးကဲမိန်းကလေးတွေကသူ့ကိုဂယုဆိုင်ရတာဖြစ်သည်ဒါပေမဲ့မမျှော်လင့်ပဲထူးဆန်းသောအမျိုးသမီးလေးတစ်ယောက်ကိုသူဆုံခဲ့ရပါသည်သူ့အချိန်ဝါကြွေးဝါမှုကိုနည်းနည်းလေးမှဂယုမဆိုင်သောအပြုံးတစ်ခုစကားလေးတစ်ခွန်းလောက်ကိုတော့ကက်စင်းနဲ့လာတော့အမြဲတမ်းအလုရှုပ်နေဟန်ပေါ်တော့မိန်းကလေးတိတ်လေရင်ချင်းမှုနားလေပုံမရမေချိုတေးဆိုတော့နာမီလေးကတော့သူမမျက်နှာဖြူစင်စင်လေးနဲ့လိုက်ဖက်စွာကြပြဆန်းလာရဲ့ပကံကဟိုတယ်ဖွင့်ပွဲမှာဘရုံမာနဲ့ဆုံကြတော့သူအလိုက်တင်အေးနီနီဆက်ဆံခဲ့ခြင်းရဲ့အဓိကအကြောင်းရင်းသည်သူမကိုဘရုံမာနဲ့အတူတွဲပြီးတွေ့ဘူးခြင်းကြောင့်ပါပဲဘရုံမာကတော့သူမနဲ့ဆန့်ကျင်လာစွာတွက်လက်ပြီးစကားလှလှလေးတွေကိုဝေဆာဆာပြောပြီးအပြုံးရှူလေးတွေကိုမနှမျောတမ်းပေးတတ်သောမိန်းကလေးပါတငယ်ချင်းတယောက်နဲ့ပေါင်းပြီးရန်ကင်းစင်တာမှာဆိုင်ပွင့်ထားတယ်ဆိုတော့ဘရုံမာပြောသည့်တကယ်ချင်းဆိုတာသူမပဲဖြစ်လိမ့်မှန်းသူ့စိတ်ထဲကအလိုလိုသိနေခဲ့သည်စန်ဒီတချို့မှာရန်ကင်းစင်တာကကက်ဖီအေရိုမာမှာထိုင်ပြတယ်လို့ဘရုံမာကိုပြောပြခဲ့တာလေသူမကိုထပ်ပြီးဆုံလိုချင်းတက်တက်ကြောင်းသာတကယ်ဆုံရပြန်တော့သူမကစက္ကန့်ပိုင်းလောက်သာအရင်အချိန်တွေတုန်းကလိုပင်သူမပုံစံကအလှပါလဲပြင်ဆင်မထားပဲအဝတ်စားကလည်းတကယ့်ကိုမိတ်ဖြော့ဖြော့မိန်းကလေးတွေမှာအလှပစင်ရင်သာဖက်ရှင်ကြတာမကြတာကိုသူသိနားမလည်ပေမဲ့တွေးလာတိုင်းသူမဝတ်သောဝတ်စုံတွေရဲ့အယောင်တွေဟာမိကိုရင်တွေနက်ပြရောင်တွေသာဒီချိန်မှာလဲသူမကရင်ကြီးစိမ်းအောင်လို့ခတ်မိန်ဖြော့ဖြော့ဝတ်စုံကိုဝတ်ဆင်ထားခဲ့တာပြီးတော့ကိုလုံးအချိုးစားကိုထင်သာမြင်သာစေသောဝတ်စုံမျိုးကိုလည်းမဟုတ်တီရှပ်ပုံစံပေါ့ပွားရောင်ရောင်တွေ့တာသူတသက်မှာမိန်းကလေးတယောက်အကြောင်းကိုခေါင်းထဲမှာခတ်ကြကြနေရာပေးမိခြင်းသည်ဒီတစ်ချိန်ပထမဆုံးအချိန်ပါပဲသူမရဲ့တည်ငြိမ်မှုကိုလေးစားမိတာလည်းပါလိမ့်မည်တခုတော့သူရင်ထိတ်ရဲ့သူမမှာချစ်သူရှိနေမှာကိုပါလူလိုတယောက်ဆိုတာကိုတော့ဘရုံမာနဲ့စကားပြောရင်သူသတိထားခဲ့ပါသည်ဒါပေမဲ့သူမနဲ့နီးစပ်နိုင်မှုကိုတော့သူအတော်လေးကြိုးစားရပါမည်အလုပ်ကိစ္စအတွက်အသုံးမပြုသောကိုရေးကိုရာကိစ္စတွေတသက်အတွက်သာအသုံးပြုသည့်ဟန်ဖုန်းကညီလာပါသည်တစ်ပတ်ကခေါ်သည့်နံပါတ်ကိုကြည့်တော့ပကံကသူ့ဟိုတယ်ဖုန်းနံပါတ်ဟိုတယ်ကဝန်ထမ်းတွေကတော့ဒီဖုန်းကိုမခေါ်ရဲကြပါဘလောက်တည်ရရှင်ကိစ္စပဲရှိရှိသူ့ကိုကြီးကိုရာဖုန်းကိုတပည့်တွေမခေါ်ကြသူကင်ထားသည့်တခြားဖုန်းတွေကလည်း3-4လုံးလောက်ရှိတာကြောင့်တစ်လုံးမဟုတ်တစ်လုံးတော့ခေါ်လို့လွယ်နေရပင်ဒီကောကိုမထူတော့ဘူးလို့စိတ်ကူးလိုက်ပြီးမှတခုခုထူချနေသလိုစိုးရတော့သူကထူလိုက်သည်ဟယ်လိုကိုကြီးလားဇလက်ပါခင်ဇလက်ဖြူဆိုဇလက်ပကံရောက်နေရလားဟုတ်တယ်ဒီနေ့ပဲရောက်တာကိုကြီးရဲ့
ပြုံးလင်ကအပြန်ဝင်လာတာလေပကံမှာကားကြီးတကားနဲ့ DVD တကားရှိရဲ့အခုပဲဒီကိုရောက်တာကိုကြီးရဲ့ကင်းဟိုတယ်ပကံကအခုမှအသေးဖွင့်တာဆိုတော့ဇလက်ကအားပေးဖို့လာတာပေါ့ဒါပေမဲ့ကိုကြီးတပည့်တွေကဇလက်ကိုလိုချင်တဲ့အခန်းကိုမရဘူးလုပ်နေကြလို့ဘယ်အခန်းလဲဇလက်ရဲ့ဘိုကင်ရှိလို့နေမှာပေါ့ဇလက်ကဆင်းလဲတန်လွင့်ပြန်လာလို့တာယာလှတော့သူမရဲ့အတန်လေးနဲ့ရည်သည်ကိုကြီးကလည်းမသိကြအောင်ဆောင်းနေပြပါပြီဇလက်က001မှာနေကျင်တာလေ001ဒီသူ့အတွက်တီးတန့်ပြင်ဆင်ထားသောအခန်းဖြစ်ပါသည်ဟိုတယ်အခန်းတွေကဘန်ဂလိုပုံစံလေးကန်တွဲလေးတွေသူ့အခန်းတစ်ခန်းထဲကိုလုံးချင်းဘန်ဂလိုလေးနဲ့ဟိုတယ်ဝင်းရဲ့တောင်းကြကြနေရာမှာဆောက်ထားတော့သူအေးစီအနားယူနိုင်အောင်ပါရွှေဇလက်တို့ကတော့မျက်စိတကယ်လင်းသည်ဇလက်လိုမင်းသမီးတယောက်အတွက်လည်းတိတ်တိတ်ဆိတ်ဆိတ်နဲ့လောလောလတ်လတ်နေလို့ကောင်းသည့်နေရာလေးကိုသူရဲနေလိုက်ခါညီကအဲ့ဒီအခန်းမှာနေတော့ကျုပ်ပကံကိုလာတဲ့အခါကျုပ်ကဘယ်ခန်းမှာနေရမလဲဇလက်လေးရဲ့ပြောပါဦးမခတ်ပါဘူးကိုကြီးရဲ့ကရင်ကနှလုံးရှိရပဲဇလက်ပြီးကရင်ရွှေ့ပေးပါမယ်နစ်နာနေပါအောင်မယ်ဇလက်ရဲ့ကဲပါနေလိုက်ပါအဲ့ဒီအခန်းမှာကိုမန်နေဂျာကိုလှမ်းပြောထားခိုင်းလိုက်မယ်လှမ်းပြောလို့မရဘူးနော်ကိုကြီးအခုပြောမှရမှာဇလက်တိတ်မဆောင်နိုင်ဘူးခီးပန့်လာလို့အရင်နားကျင်နေပြီရေးလင်းချိုးကျင်တယ်ပြီးတော့အရေးဝဝအိတ်လိုက်ချင်တယ်ဟုတ်ကဲ့ပါခင်ဗျာအခုဖုန်းချပြီးသွားတာနဲ့ကျွန်တော်ချက်ချင်းပြောပြပါမယ်မမလေးရဲ့စိတ်ချပါ9မိနစ်ထက်ပိုဆောင်ရရင်ကျွန်တော်မျိုးကိုကြိုက်တယ်လို့အပြစ်ပေးပါနော်ဒါဆိုဇလက်ဖုန်းချလိုက်ပြီညကြမှာပဲဖုန်းတက်ခေါ်တော့မယ်နော်အခုတော့ဇလက်နားတော့မယ်ဘိုင်ဘိုင်ကိုကြီးဇလက်တယောက်ခြေနဲ့ဖုန်းချသွားပါသည်သူကဇလက်ဖုန်းချသွားတဲ့နေ့ချက်ချင်းပကံဟိုတယ်မန်နေဂျာရဲ့ဖုန်းကိုခေါ်ရသည်ကိုစိုးထေးလားကိုပါကွာ001ကိုလေဇလက်ဖြူကိုပေးနေလိုက်အေးသူကြက်တယ်လို့နေပါစီကွာသူ့ကို FOC free